စမုရနာမြို့မှာရှိတဲ့အသင်းတော်ရဲ့အကြောင်းကိုနိုင်ငံကျွန်တော်ခွန်အားယူချင်တာဖြစ်ပါတယ်စမရနာဆိုတာဘာလဲဆိုတော့ mer ဆိုတဲ့အသိပ္ပယ်ရ mer ဆိုတာကမူရန်အကျော်လို့ပြောတယ်ဟုတ်တယ်မလားကျမ်းစာထဲမှာလေလောဘန်နဲ့မူရန်ကိုယေရှုခရစ်တော်မွေးဖွားတော်သူငယ်တော်ရှိမှာပညာရှင်တွေကနော်လောဘန်နဲ့မူရန်တွေဒီပူဇော်တကားတွေကိုယူလာပြီးတော့ပူဇော်တာလေရွှေလဲပါတယ်ဟုတ်တယ်မလားအဲ့တော့ရွှေနဲ့အမျှတန်ဖိုးရှိတဲ့မူရန်အဲ့တော့ဒီအသင်းတော်ရဲ့နာမည်ကထူးခြားတယ်တခြားအသင်းတော်တွေလိုမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့အတိတ်ဘယ်ကကိုပါလဲဆိုတော့မူရန်ဖြစ်တယ်မွေးကြိုင်တော့အတိတ်ဘယ်ရဘာပြုလို့အဲ့ဒီအသင်းတော်ရဲ့နာမည်ကဒီ mer ဆိုတာဖြစ်ရတာလဲစမုရနာဆိုတဲ့အတိတ်ဘယ်ကမွေးကြိုင်တော့ယနံ့ပေါ့နော်မူရန်ဖြစ်ရတာလေတန်ဖိုးရှိတော့မူရန်ဖြစ်တယ်အမတန်ရှားပါတယ်မူရန်ရေမွေးကိုထုတ်လုပ်ဖို့အတွက်ကဘာလုပ်ရလဲဆိုတော့ဒီတစ်ခေါက်ကနဲ့ထွက်လာတဲ့သူ့ရဲ့တစ်ဆေးတွေကိုယူပြီးတော့မှအကြိမ်ကြိမ်ထုထောင်းရတယ်ပြီးရင်ကြိုရတယ်အရေးကြိုရတယ်ကြိုပြီးတော့မှပြန်ပြီးတော့မှသူတို့နော်စစ်ထုတ်ပြီးတော့မှရလာတဲ့အနစ်စီအနစ်ပေါ့နော်အဲ့ဒါကိုသူကဒီမူရန်ရေမွေးစီပလင်းလို့ထုတ်လာတာပေါ့နော်အဲ့ဒါဘာကိုပုံဆောင်လဲဆိုတော့ဒီအသင်းတော်ပုံဆောင်ကျမ်းစာမှာဘာပြောလဲဆိုတော့စမုရနာအသင်းတော်တဲ့ဒုက္ခခံခြင်းဆင်းရဲခြင်းကဲ့ရဲ့ခြင်းစုံစမ်းနှောက်ယှက်ခြင်းစာတန်ကနဲ့တင်းကိုညှင်းဆဲခြင်းအမျိုးမျိုးကိုကြုံရတော့အသင်းတော်ဖြစ်တယ်အဲ့ဒီလိုခက်ခဲခြင်းနဲ့ဒုက္ခတွေ့ကြုံတဲ့အဲ့ဒီအသင်းတော်ကဘာကိုဖြစ်စေလဲဆိုတော့ဖျားရှိမှမွေးကြိုင်တော့ယနံ့ရှိတဲ့မူရန်ကဲတို့အကျော်ကိုဖြစ်စေတယ်အတိတ်ဘယ်ကဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့ခရိယန်ယုံကြည်သူတွေရဲ့အသက်တာမှာဒုက္ခဘာမှမရှိရင်ဆုတောင်းမတောင်းနိုင်ဘူးဒုက္ခတာတွေ့ကြည့်အားလုံးပါလဲအစာရှောင်ပြီးတော့ဆုတောင်းပါအရေးတာကြုံကြည့်ဆင်းရဲခြင်းဒုက္ခတွေရောက်တဲ့အခါဘာလဲဆိုတော့ဖျားနဲ့ပုံနီးစေတယ်ဒါကြောင့်ရှောလမုန်ရှင်ဘင်ကဘာပြောလဲရှာရုံအရက်မှာပေါက်တော်နင်းစီခဲလို့ဖြစ်တယ်ရှာရုံအရက်ဆိုတာကအမတန်မှတွေးချောက်ပြီးတော့မှစူးပင်တွေပေါ်တဲ့နေရာအဲ့ဒီလိုမျိုးမှတစ်ခါလေးနေခြင်းတယ်အဲ့ဒီလိုကြမ်းတမ်းတဲ့ခက်ခဲတဲ့တောခန္ဓာရအရက်မှာရှိတဲ့ဘဝကဲလို့ကျွန်တော်တစ်ခါလေးဖြစ်ခြင်းတယ်ဘာလို့အဲ့ဒီအရက်မှာပေါက်တဲ့ရှာရုံကဲလို့နော်လာပတဲ့နင်းစီကဖျားသခင်အတွက်အမတန်မှထူးခြားတယ်သူကထူးခြားပြီးတော့ပေါက်ရောက်နေဟာအားလုံးကအစင်ပြေနေတယ်ဘာမှလည်းအားလုံးကဘာလဲဝါလင်းစွာနော်ဟိုဘာမှအခက်အခဲမရှိဘူးအစင်ပြေနေတဲ့ဘဝမှာဆိုရင်ဘာဖြစ်လာလဲထီထိုးဖောက်ပြီးတော့မှဒီလိုမတက်လာဘူးသူကအားလုံးကတာယာနေကိုယ့်ရဲ့ comfort ဆိုတဲ့တာယာတဲ့ဒီခွက်ကလေးထဲမှာကျွန်တော်အားလုံးထိုင်နေကြတာမခုန်တက်ချင်တော့ဘူးစမုရနာအတင်းတော်ဆိုတာတေးသေးလေးအိဖက်အတင်းတော်လိုမျိုးနော်တွာတိဟိုမှာဖီလာဒေလာဖီအတင်းတော်လိုမျိုးကြီးမားတဲ့အောင်မြင်တဲ့အတင်းတော်မဟုတ်ဘူးအခုဒီစမုရနာအတင်းတော်ဆိုတာတေးသေးလေးဘုရားကျောင်းတော်မဟုတ်ဘူးအိမ်မှာရှိခိုးတဲ့ဘုရားကျောင်းကြီးဒါပေမဲ့အခက်ခဲခြင်းတွေထဲမှာတောက်ပတဲ့နော်ရွှေကဲတော့နော်တကယ်ကိုတန်ဖိုးရှိတဲ့ယတနာကဲတော့ထွက်လာတာသူကဒါကြောင့်မို့သူ့ဘာနဲ့နိုင်ထားလဲဆိုတော့မူရန်နဲ့နိုင်တာမူရန်ပိတ်သိမ့်ခြင်းရှိတော့ဘုရားရှိမှအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းတွေဒုက္ခပြဿနာတွေကတင်းရဲ့ဘဝကိုဘုရားသခင်ကတာ၍မွန်မြတ်တဲ့ဘဝဖြစ်အောင်တာ၍ကောင်းတဲ့နော်အတ္တတာဖြစ်အောင်ဘုရားပြင်ဆင်ပေးနေတယ်ခရိယန်တွေရဲ့ဒီယုံကြည်ခြင်းတရားကအဲ့ဒီလိုစုံစမ်းခြင်းနှောက်ယှက်ခြင်းတွေပြဿနာတွေထဲမှာပို့ပြီးတော့ထင်ရှားပေါ်လွင်ချာလီကာတ်ရဲ့အမျိုးသမီးကသူ့ဇာဝနာအခမ်းအနားမှာလူတွေဒီတယ်လီဗီရှင်းမှာဆိုရင်တော့10တန်းကျော်ကြည့်နေတယ်လို့ပြောတယ်အဲ့ချိန်မှာလူတိုင်းကသူ့ရဲ့ speech ကိုအင်မတန်စိတ်ဝင်စားတာစဉ်းစားကြည့်တကယ်ကိုအသက်ငယ်ငယ်လေးရှိသေးတယ်ကလေးရှိတယ်ကလေးကလည်းငယ်ငယ်လေးပဲရှိသေးတာအခုမှပြောမယ်ဆိုရင်သူတို့ရဲ့အနာဂတ်ကအရန်ကို bright ဖြစ်နေအောင်မြင်ပြီးတော့မှနော်အသက်30ကျော်ပဲရှိသေးတဲ့ချာလီကတ်ကတ
သမရတွေနဲ့တွဲပြီးအလုံးလုံးနေတယ်သမရတွေတော့မအားကိုးနေရတဲ့လူဖြစ်နေပြီဆိုတော့သူ့အမျိုးသမီးအနေနဲ့နောက်တစ်ချိန်မှာသူ့ယောက်ျားကသမရဖြစ်လာမယ်ဆိုတာကိုအိမ်မက်မမက်ဘူးလားတေချာပေါက်မက်နေမှာပဲသူစဉ်းစားနေမှာပဲဘာလို့သူကိုယ်တိုင်လဲစကားပြည့်ရဲ့အမတန်ကျွဲတယ်အပြောဆိုအမတန်တော်တယ်ပညာအမတန်ထက်တယ်ပြီးရင်နိုင်ငံခေါင်းဆောင်အကြီးအကဲတွေအားလုံးနဲ့ယဉ်ဤကျွမ်းဝင်တဲ့သူတွေဖြစ်တယ်သူ့အမျိုးသမီးရဲ့နေရာမှာကျွန်တော်စဉ်းစားကြည့်နောက်9နှစ်10နှစ်ကြာရင်သူ့ယောက်ျားကအမေရိကန်သမ္မတမဖြစ်နိုင်ဘူးလားသူစိတ်ကူးနေမှာပဲဒါပေမဲ့ရုတ်တရက်အသက်ဆုံးရှုံးသွားတဲ့လူယူခံရတော့နော်အဲ့လိုလူယူခံရတဲ့အချိန်မှာသူ့အနေနဲ့ဘယ်လောက်ကြေကွဲမလဲအဲ့တော့ television ပေါ်မှာလူတွေအများကြီးအလဲမှာလာပြီးတော့မှသူပြောတဲ့အခါမှာလူတွေကစိတ်ဝင်စားသူဘာပြောမလဲအဲ့ဒီအဖမ်းခံရတဲ့တိုင်လာဆိုတဲ့လူငယ်လေးကတေတံမိပါစေဒီ justice ပေါ့နော်ဒါတရားဥပဒေနဲ့အညီတေချာလေးကိုသူ့ကိုဒါဖြေရှင်းပါစေလို့ तू မပြောဘူး။ तू ပြောတာရိုးရိုးလေးပဲ။ယေရှုဖခင်ကကျွန်တော်တို့ရဲ့အပြစ်ကိုခွင့်လို့ငါတို့ရဲ့အပြစ်တွေကားတိုင်းပေါ်မှာအသေးခံပြီးတော့မှကားတိုင်းပေါ်မှာရှိနေစင်မှာပဲကိုတော့သူတို့ဘာလုပ်နေတယ်ဆိုတာသူတို့မသိဘူးသူတို့ရဲ့အပြစ်ကိုခွင့်လို့ပါလို့ဆူတောင်းသွားတယ်တဲ့။ဒါကြောင့်ကျမလည်းပဲချာလီကိုတတ်သွားတဲ့အဲ့ဒီလူငယ်လေးဘွားကို तू ပြောတယ်နော်။ချာလီကိုလှုပ်ကြံတပ်ဖြတ်သွားတယ်အဲ့ဒီလူငယ်လေးအဲ့ဒီလူငယ်လေးလိုမျိုးဘဝပြောင်းလဲဖို့ချာလီအသက်ရှင်ခဲ့တာအဲ့ဒီလူငယ်လေးလိုမျိုးအမုန်းတရားတွေနဲ့ပြည့်တဲ့ဘဝကိုပြောင်းလဲပေးဖို့အတွက် तू အသက်ရှင်ခဲ့တာဒါကြောင့်မို့တဲ့အဲ့ဒီလူငယ်လေးကိုကျွန်မခွင့်လွှတ်တယ်ကျွန်တော်ပြောနိုင်မလား तू အဲ့လိုပြောတာခွင့်လွှတ်တယ်လို့ပြောတာလားဒါကဖခင်ရဲ့ချစ်ချင်းမေတ္တာကိုတကယ်စစ်မှန်စွာရထားတဲ့သူပဲပြောနိုင်တာဖြစ်တယ်ဟန်ဆောင်ပန်းဆောင်တော့ပြောနိုင်မှာမဟုတ်ဘူးpopular ဖြစ်ရှင်လို့ပြောတာမဟုတ်ဘူးတကယ်ကိုသူ့ဘဝတစ်ခုလုံးမှာရင်နာစွာနဲ့ကြေကွဲရတဲ့အချိန်မှာ तू ကခွင့်လွှတ်တယ်လို့ပြောတယ်ယေရှုခရစ်တော်ကျွန်တော်တို့ကိုခွင့်လွှတ်တာကအဲ့ဒီထက်ကြီးမားတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကအပြစ်သေးမှာရှိနေစင်မယ်ခရစ်တော်ကအပြစ်မဲ့စွာနဲ့ကျွန်တော်တို့ရဲ့ကိုယ်စားအသေးခံတယ်ကားတိုင်းပေါ်မှာခရစ်တော်အဲ့လိုပြောတာငါသူတို့ကိုခွင့်လွှတ်တယ်အဲ့ဒီခွင့်လွှတ်ခြင်းတရားကို personally တူတယောက်ချင်းစီတိုင်းခံစားမိမှသာလေအခြားတစ်ပါးတော့သူကိုကျွန်တော်ခွင့်လွှတ်နိုင်တာဖြစ်တာဖခင်ရဲ့ချစ်ချင်းကိုမခံရဘဲနဲ့ခွင့်လွှတ်ဖို့ဆိုတာကျွန်တော်မလွယ်ပါဘူးခွင့်လည်းမလွှတ်နိုင်ဘူးဒီနေ့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုနားလည်တော့သူဖခင်တခင်ကခွင့်လွှတ်ခြင်းကိုရတော့သူတာလေခွင့်လွှတ်ခြင်းကိုပေးနိုင်တာဖြစ်တယ်တလောက်ထိခါတီးတဲ့အထေကားနဲ့ပြန်ပြီးတော့ခွင့်လွှတ်နိုင်တာဘာလို့လဲဆိုတော့ဖခင်သခင်ရဲ့ခွင့်လွှတ်ခြင်းကိုကျွန်တော်တို့ကိုယ်တိုင်ရရှိတဲ့အတွက်ဖြစ်တယ်အဲ့တော့စမုရနာဒီအတင်းတော်ကအခုဒါဒီမြို့လေးဖြစ်တယ်မှာတူရကီနိုင်ငံမှာအရင်ကတော့စမုရနာမြို့လို့ခေါ်တယ်အခုကတော့ဗာလဲဆိုတော့ Izmir လို့ခေါ်တယ် Izmir သူ့မှာအမတန်မှနာမည်ကြီးတာက Mount Pegasus လို့ခေါ်တယ်ဒီဘက်ကတောင်ကုန်းလေးအဲ့ဒါက Mount Pegasus မြို့ကအဲ့ဒီတောင်ကုန်းလေးဖျားမှာဒီလိုဝိုင်းပြီးတော့မှရှိနေတယ်အဲ့တော့ဒီတောင်ကုန်းလေးရဲ့ထိပ်မှာကဘာရှိလဲဆိုတော့တဲ့ Nemesis ဆိုတဲ့ Greek နတ်ဖျားရဲ့ဗိမာန်လေးရှိတယ်အဲ့တော့ तू ကဘာနဲ့တူနေလဲဆိုတော့ဒီမြို့ရဲ့တောင်ကုန်းအမြင့်ဆုံးရဲ့ထိပ်ပေါ်မှာ Nemesis ဆိုတဲ့ဒီနတ်ဖျားရဲ့ဗိမာန်ကရှိနေတဲ့အတွက်ကြောင့်ဒီမှာနေထိုင်တဲ့မြို့ခံတွေအားလုံးကဘာပြောကြလဲဆိုတော့သူတို့ရဲ့ crown ဖြစ်တယ်လားသူတို့ရဲ့ therapy ဖြစ်တယ်ဒီနတ်ဖျားရဲ့ဘုံဗိမာန်ကိုဗာလဲသူတို့ရဲ့ therapy အနေနဲ့သူတို့ကဂုဏ်ယူကြတာအဲ့လိုဂုဏ်ယူကြတဲ့အတွက်ကြောင့်ယေရှုခရစ်တော်ကဗာပြောလဲဆိုတော့ဆင်းရဲခြင်းစုံစမ်းနောက်ဆက်ခြင်းဘေးဒုက္ခကိုခံပြီးတော့မှအဆုံးတိုင်အောင်တည်ကြည်မယ်ဆိုရင်တင့်ကအတက်တရဖူပေးမယ်ဒီမြို့သားတွေကဂုံယူဝင့်ကြွားနေကြတဲ့အဲ့ဒီနတ်ဖျားရဲ့ဘုံဗိမာန်ကဲ့သို့တရဖူပြောတာမဟုတ်အဲ့ဒါကပျက်စီးဆုံးရှုံးခြင်းကိုရောက်မဲ့တရဖူဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကပြောတယ်အဆုံးတိုင်အောင်တည်ကြည်အတက်တရဖူငါပေးမယ်ဒီဘုံဗိမာန်တဲ့ပို့ပြီးတော့မှမက်လောက်စရာကောင်းတယ်ဒါကပျက်စီးဆုံးရှုံးမဲ့တရဖူပဲဒါလောကမှာရှိတဲ့အရာဒါပေမဲ့ခရစ်တော်ပါလေအသက်နဲ့ဆိုင်တော့တရဖူတင်တို့ငါပေးမယ်ဒီမြို့ကတမိုင်းချောင်းလေးပြန်ပြီးတော့ပြောရမယ်ဆိုရင်ငလင်ဘေးမီးဘေးအစာအိမ်စာခေါင်းပါတဲ့ဘေးပ
ပတ်ဝန်းကျင်ကရန်သူတွေလာပြီးတော့မှအကျဉ်းချင်းတိုက်ခိုက်ပြီးတော့မှမီးရှို့ခြင်းခံတဲ့မြို့ဖြစ်တယ်အဲ့ဒီမှာပို့ပြီးထူးခြားတာက Greek နတ်ဖျားကိုကိုးကွယ်တဲ့နော်ဘာသာကြားပေါ့ခရစ်ယာန်တွေကလူနည်းစုတခြားဘာသာတွေကိုကိုးကွယ်တဲ့ဘာသာကြားတွေကပို့ပြီးတော့လွှမ်းမိုးတာဖြစ်တဲ့အတွက်ခရစ်ယာန်ကိုအင်မတန်မုန်းတဲ့သူတွေညှင်းဆဲခြင်းခံရတယ်ခရစ်ယာန်ဆိုတာနဲ့ဗာလဲဆိုတော့အိုင်ဆိုင်နဲ့တိုးနွားတွေနော်တရိษံတွေအားလုံးကိုတိမ့်ခရစ်ယာန်ဆိုတာနဲ့အလုံးမပေးဘူးအစိုးရလုပ်ငန်းမပြောနဲ့တာမန်စီးပွားရေးလုပ်ငန်းခွင်မှာတော့မှခရစ်ယာန်ပြောလိုက်ရင်အလုံးမပေးဘူးအဲ့ဒါလောက်ညှင်းဆဲတာခရစ်ယာန်တွေကိုအဲ့လောက်မုန်းအဲ့တော့ဗျာဒိတ်နှစ်ကိုထဲမှာခရစ်တော်အဲ့ဒါကိုသိတယ်တင်းရဲ့အချင်းချင်းအားလုံးပြောကြအောင်အချင်းချင်းဒုက္ခခံခြင်းဆင်းရဲခြင်းယုံကြည်သူမှာအဲ့ဒီ၃ခုကတတ်တယ်ပဲနံပါတ်၁ကအချင်းချင်းနှုတ်ကပတ်တရားတော်ပေါ်မှာနာခံပြီးတော့မှဖခင်သခင်ကိုယုံကြည်သက်ဝင်မှုကအကျင့်အားဖြင့်အသက်တာအားဖြင့်ကျွန်တော်သွားတာအချင်းချင်းတင်းအချင်းချင်းကတည်တယ်ဒုတိယတစ်ခုကဒုက္ခခံခြင်းခရိယန်တယောက်ဖြစ်ပြီးတော့ဒုက္ခခံရတယ်ဆိုရင်ဒါမထူးဆန်းဘူးခရိယန်တယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အမြဲတမ်းကြွယ်ဝခြင်းချမ်းသာခြင်းကိုပဲ promotion လုပ်နေတယ်ဆိုရင်တော့ဒါမေကွန်းထုတ်ဆရာရှိတယ်အောင်မြင်မယ်ကြွယ်ဝမယ်အောင်မြင်ခြင်းကြွယ်ဝခြင်းရှိတယ်ဒါပေမဲ့ဒီမှာဘာပြောလဲဆိုတော့ဒုက္ခခံခြင်းရှိတယ်ဆင်းရဲမယ်ဒုက္ခခံရမယ်အင်္ဂလိပ်ဟောကြတဲ့ကနဲ့ခရစ်တော်ယုံလာဆိုရင်တော့သင်ကအောင်မြင်မယ်ကြွယ်ဝမယ်ဆိုရင်တော့ခက်ခဲချင်းကြုံလာရင်တော့ပြေးပြီဒုက္ခတွေးကြုံလာရင်ပါလေပြေးပြီမဲ့လုံးနဲ့ကျွန်တော်ကဖိတ်ခေါ်နေတာမဟုတ်မဲ့လုံးနဲ့ကျွန်တော်တို့ကအင်္ဂလိပ်ကိုဟောပြောပြီးတော့လာပါလို့လက်ခံခိုင်းတာမဟုတ်ငကိုကလေးကားနဲ့ယေရှုဖျားကိုယုံကြည်ဒုက္ခဆင်းရဲခံရမယ်စုံစမ်းခြင်းခံရမယ်လူတွေမုန်းခံရမယ် favor တခုလာမယ်ဒါပေမဲ့ဗာလဲ favor နောက်မှလာလူတွေမုန်းခံရမယ်အဲ့တော့အကျင့်ချင်းရှိတယ်ဒုက္ခခံခြင်းတင်တို့ဒုက္ခခံရတယ်ဆိုရင်တော့ဝမ်းမနေပါနဲ့ဒီနေ့တက်တေကပါလို့ဆိုတော့ဖျားတင်တဲ့သူရှိတယ်ဒုက္ခခံခြင်းထဲမှာခန္ဓာရည်ကိုပေးပြီးတော့အောင်မြင်ခြင်းကိုပေးတော့ဘုရားဖြစ်တယ်နောက်တစ်ခုလာပြီးဆင်းရဲခြင်းအဲ့တော့ဒီ၃ခုကခရိယန်ရဲ့သက်သေဖြစ်အကြောင်းကိုခရစ်တော်ကငါသိတယ်တင်တို့အသက်တာမှာရှိနေတယ်ငါသိတယ်တို့တော်လည်းတင်ဒီလူတွေအမြင်မှာတော့ဆင်းရဲတဲ့ခရိယန်တွေကနှိမ့်ကြတယ်ပညာမတတ်ဘူးယုတ်တိမရှိဘူးလို့ပြောနေတယ်ဒါပေမဲ့ဘုရားရှိမှာပါလေကျွယ်ဝပြည့်စုံခြင်းရှိတော်သူတွေဖြစ်တယ်ဟာလေလုယာဒီမှာခရစ်တော်ကိုယ်တိုင်သက်သေပြောပြီအဲ့ဒီလိုခက်ခဲဆင်းရဲပြီးတော့လူတွေမုန်းခံရပြီးတော့မှအမတန်ချို့တဲ့နေတယ်လို့လူတွေထင်တော်လဲပဲဘုရားရှိမှာကြွယ်ဝပြည့်စုံတော်သူဖြစ်တယ်လွန်ခဲ့တဲ့ပတ်ကကျွန်တော်တာတိအတင်းတော်အကြောင်းပြောခဲ့တယ်တာတိအတင်းတော်ကဘာပြောလဲဆိုတော့ငါတို့ကကြွယ်ဝတယ်နော်ငါတို့ကချမ်းသာတယ်ကောင်းစားတယ်ငါတို့မလိုတော့ဘူးဘာမှမလိုဘူးလို့သူပြောနေတယ်အဲ့ချိန်မှာဘုရားကဘာပြောအဝတ်အချီးစီးရှိခြင်းဖြားနာခြင်းငတ်မွတ်နေခြင်းကို तू မသိဘူးတဲ့ကြည့်သူ့ကို तू တော့ဗာလဲဘာမလို့တော့ဘူးလို့ပြောနေတယ်ဘာဖျားပါပြောတယ်ချိုးတက်နေဆင်းရဲခြင်းဖြစ်နေတယ်အဲ့ဒါ तू မသိဘူးအခုစမုရနာအတင်းတော်ကြတော့ဗာလဲဆိုဒုက္ခဆင်းရဲတွေခံပြီးတော့စုံစမ်းခြင်းတွေခံပြီးတော့မှချိုးတက်စွာနဲ့သွားနေရဒါပေမဲ့ဘုရားရှိမှကြတော့မင်္ဂလာရှိတော်သူတွေဘုရားရှိမှကဗာလဲကြွယ်ဝတော်သူတွေဖြစ်တယ်အဲ့ဒီလိုပြောင်းပြန်တက်တည်လာတာဗျအဲ့ဒီမှာရှိသေးတယ်ချို့ကယူဒလူဖြစ်အောင်ဆောင်ပြီးတော့မှယူဒလူမှမဟုတ်ဘူးစာတန်ရဲ့အပေါင်းအသင်းဖြစ်တော်သူတို့ဤကဲ့ရဲ့ခြင်းကိုလည်းငါသိတယ်ချို့ကယူဒလူဆိုတာဒီမှာပါလဲဆိုတော့ဖျားလူပြောတာဖြစ်တယ်ဂျူးလူမျိုးပြောတာမဟုတ်ဘူးဒီအသိဘက်ကပါလဲဆိုတော့ဖျားလူချို့ကဖျားလူဆိုပြီးတော့မှဟန်ဆောင်ပန်ဆောင်နဲ့ဖျားလူကိုပြန်တိုက်ခိုက်တယ်အဲ့လိုမျိုးရှိတယ်ဒါကြောင့်မို့ဒီမှာပါလဲဆိုယူဒလူဖြစ်အောင်ဆောင်ပြီးတော့မှယူဒလူမှမဟုတ်ဘူးစာတန်ရဲ့အပေါင်းအသင်းဖြစ်တော့သူတို့ရဲ့ကဲ့ခြင်းတင်တို့အတင်းတော်မှာရှိတယ်အတင်းတော်ကိုတိုက်ခိုက်နေဒါကြောင့်ဒီနေ့အတင်းတော်ကိုတိုက်ခိုက်တော်သူတွေကတခါလေကျတော့အပြင်လူတွေဟုတ်ချင်မဟုတ်ဘူးအတင်းတော်တွေကပဲယုံကြည်သူတွေကပဲဩဝါဒအမျိုးမျိုးနဲ့လာပြီးတော့ကျွန်တော်တို့တိုက်ခိုက်တာလည်းဖြစ်တယ်
ယုံကြည်သူတွေကပဲ prophet ပါဆိုပြီးကျွန်တော်တို့တိုက်ခိုက်တာလည်းဖြစ်နိုင်တယ်ယုံကြည်သူတွေကပဲအမှုတော်ဆောင်လည်းဖြစ်နိုင်တယ်ကျွန်တော်တို့ဗာလဲတိုက်ခိုက်နေတယ်သူကယူဒလူရောင်ဆောင်ပြီးတော့ယူဒလူမှအစစ်မဟုတ်ဘုရားရှိခိုးမှန်ကန်သောယူဒလူဆိုတာကခရစ်တော်ရထားတော့သူခရစ်တော်ထဲမှာအာဗြဟံရဲ့ကောင်းကြီးရှိတော်သူအဲ့ဒါမှယူဒလူမှအစစ်ဖြစ်တယ်အဲ့တော့အပေါ်ယံဘာသာရေးလုပ်နေတဲ့အောင်မဟုတ်ဘဲနဲ့ဘုရားသခင်ကိုအမှန်တကယ်ယုံကြည်တော်သူငယ်30ထဲမှာကြောက်ပါရောတင်ဒီခံရမိအကြောင်းအရာတစ်စုံတစ်ခုကိုများမကြောက်နဲ့ဘုရားကပြောပြီးသားတင်တို့မကြောက်နဲ့ဒုက္ခဆင်းရဲခံရမယ်မကြောက်နဲ့စုံစမ်းခြင်းခံရမယ်မကြောက်မာနကတင်တို့တွေအချို့တော်သူကိုထောင်ထဲလိုက်ပါလေလောင်ထား၍တင်တို့ဒီစေရပတ်လုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မယ်တေတိတန်အောင်သက်စာရှိလို့တို့ပြုလေအသက်တရဖူငါပေးမယ်မကြောက်နဲ့စေရတိုင်တိုင်ထောင်ထဲမှာလောင်ခံရမယ်တမိုင်းကြောင်းကြည့်တဲ့အခါကျတော့ Roman Empire နော်ခက်ဆက်ပေါ့အဲ့ဒီပထမ century AD မှာရောမစစ်ဗိုလ်ကြီးတွေခေါင်းဆောင်တွေ10ယောက်ရှိတယ်အဲ့ဒီ10ယောက်ကအဲ့ဒီအသင်းတော်တွေကိုညှင်းဆဲခဲ့တာ Nero, Domitian, Trajan, Hadrian, Severus, Maximus, Decius, Valerian ဒီနာမည်ကြီးတဲ့လူအဲ့ဒီထဲမှာအစိုးဆုံးကဘာတူလဲဆိုတော့ Diocletian လို့ခေါ်တယ် Diocletian ဆိုတဲ့ဒီရောမ empire တက်လာတဲ့အခါကျတော့ခရိယန်တွေကိုအကြီးကျယ်တပ်ဖြတ်တာညှင်းဆဲတာနောက်ဆုံးတယောက်အဲ့ဒီလိုညှင်းဆဲတာဘယ်လောက်ကြာလဲဆိုတော့10နှစ်ကြာအဲ့ဒီ10နှစ်အတွင်းမှာခရိယန်တွေကပျောက်တော့ဖြစ်သွားတယ်အထူးဖြင့်ဒီစမုရနာအသင်းတော်မှာဆိုရင်ယုံကြည်သူတွေကိုအကျဉ်းညှင်းဆဲတပ်ဖြတ်မိရှို့ခံရတယ်ဘုရားကြောင့်ပျောက်သွားတဲ့အထိဖြစ်သွားတယ်ဥချတာကတူရကီတနိုင်ငံလုံးမှာအခုခရိယန်အများဆုံးကဘယ်မှာနေလဲဆိုတော့စမုရနာမှာပဲနေမြို့ကြီးမြို့ပြအများကြီးရှိတဲ့ထဲကနဲ့စမုရနာမှာခရိယန်အများဆုံးနေတဲ့မြို့ဖြစ်နေဒါကဘာလို့တက်တည်ထူလဲဆိုတော့ညင်းဆဲလေပို့ပြီးတော့မှများပြားတိုးပွားလေဖြစ်ဆရာကြီးတပါးကဘာပြောလဲခရိယန်တွေကိုတဲ့ညင်းဆဲလို့ပဲရတယ်ဖျောက်ဖျက်လို့မရဘူးတဲ့ခရိယန်တယောက်ကိုတတ်လိုက်ရင်သူ့လိပ်စာပြောင်းတာပဲဖြစ်တယ်ပြောချင်တဲ့ဘောကခရိယန်တယောက်ကိုတတ်လိုက်ရင်သူ့ရဲ့လိပ်စာကောင်းကင်နိုင်ငံလိပ်စာဖြစ်တော့လိပ်စာပဲပြောင်းတာဖြစ်တယ်ခရိယန်ဘာသာရေးသည်ညင်းဆဲမှုအမျိုးမျိုးကြားတွေကနဲ့ဒီနေ့ကမ္ဘာမှာအများဆုံးရှိတဲ့ဘာသာကြီးဖြစ်လာတမိုင်းကြောင်းမှာညင်းဆဲခံရဆုံးဘာသာဖြစ်တော့လေဒီနေ့ကမ္ဘာမှာဘာသာကြီး၄ခုထဲမှာအကြီးဆုံးကဘယ်လိုခရိယန်ဘာသာဖြစ်တယ်တန်းပေါင်း2000ကျော်နောက်ဆုံးမှာပြောလဲဆိုတော့အောင်မြင်သောသူကိုဒုတိယတည်ခြင်းဤမညင်းဆဲရပထမတည်ခြင်းကတော့ခန္ဓာတည်ခြင်းဖြစ်တယ်ဒုတိယတည်ခြင်းကဝိညာဉ်တည်ခြင်းဖြစ်တယ်နောက်ဒုတိယတည်ခြင်းတစ်ခုကတော့အနှစ်1000နော်ပလင်ဖြူစီရင်သောကာလမှာပြန်ပြီးတော့ရှင်လာပြီးတော့မှအဲ့ဒီမှာကျွန်တော်ဒုတိယတည်ခြင်းပြန်တွေ့ရမှာဖြစ်တယ်ဒုတိယတည်ခြင်းမှာကျွန်တော်မပါတော့ဒါကြောင့်မို့ဒီနေ့ညင်းဆဲခံရတော့စမုရနာအသင်းတော်ကဲလို့ဘုရားရှိခိုးမှာနော်ကျွန်တော်ခရိယန်ယုံကြည်သူရဲ့ကျွန်တော်မိသားစုမှာအသက်တာထဲမှာစုံစမ်းခြင်းဒုက္ခပြတ်နာတွေတွေ့ကြုံတဲ့အခါကျတော့ကျွန်တော်တို့အသက်တာတွေတာ၍မွေးကြိုင်တော့ယဉ်နှံ့ကဲလို့နော်မူရန်ကဲလို့ဘုရားရှိခိုးမှာမွေးကြိုင်တော့အသက်တာကိုထုတ်ပေးနိုင်တယ်ဆိုတာကိုကျွန်တော်ယုံကြည်ရင်းနဲ့နော်ဒီနှုတ်ကပတ်တော်အပြင်ငယ်ခွာပေးတာဖြစ်ပါတယ်